ရုပ်ရှင်သမိုင်းကြောင်းတစ်လျှောက်အကောင်းဆုံးဟုသတ်မှတ်ခံထားရသောဇာတ်ကားများရုပ်ရှင်သမိုင်းတစ်လျှောက်အထင်ကရနှင့်အကျော်ကြားဆုံးဇာတ်ကားများထဲမှအကောင်းဆုံးဇာတ်ကား၃ကားကိုပြောပါဆိုလျှင်ဤဇာတ်ကားများကိုဖော်ပြလိုပါသည်ဤဇာတ်ကားများသည်ရုပ်ရှင်ဝေဖန်ရေးသမားများပရိသတ်များနှင့်ရုပ်ရှင်ပညာရှင်များ၏အမြင်များကိုအခြေခံထားပြီးအမှုပညာဇာတ်လမ်းနည်းပညာနှင့်လွှမ်းမိုးမှုစွမ်းအားတို့ပေါ်အခြေခံ၍ရွေးချယ်ထားခြင်းဖြစ်ပါသည်နံပါတ်1တကော့ဖားသား1900ခုနှစ်ခုနှစ်ကထွက်ရှိထားတဲ့ဇာတ်ကားဖြစ်ပြီး1 2 3ဆိုပြီး3ကားရှိသည်အာနာအမုန်းနှင့်အကျင့်ပြတ်ခြစားမှုတို့အကြားဖြစ်တည်နေသောမိသားစု၏ဇလန်းကိုရိုက်ကူးပုံဖော်ထားပါသည်ထူးချွန်သောတရုပ်ဆောင်မှုများဖြင့်ရုပ်ရှင်ဇာတ်ညွှန်းပညာ၏အထွတ်အမြတ်ဟုသတ်မှတ်ခံထားရပြီးယခုအချိန်ထိပရိသတ်ကိုလွှမ်းမိုးထားနိုင်ဆဲဖြစ်သည်ဖော်ပြပါဇာတ်ကားများကိုကွန်မန့်တွင်ပေးထားသော Telegram link မှတဆင့်ကျမတို့ရဲ့Entertainment Channel တွင် free ဝင်ရောက်ကြည့်ရှုနိုင်ပါသည်နံပါတ်2ရှင်းတလာလက်1993ခုနှစ်ကထွက်ရှိခဲ့သောဇာတ်ကားဖြစ်သည်ဒုတိယကမ္ဘာစစ်အတွင်းဂျူးလူမျိုးများကိုနာဇီတို့၏လူမဆန်သောအပြုအမူမှကယ်တင်ခဲ့သူအော်စကာရှင်းတလာရဲ့အမှန်တရားအပေါ်အခြေခံထားသောဇာတ်လမ်းဖြစ်သည်လူသားချင်းစာနာမှုနှင့်သမိုင်းဆိုင်ရာအရေးပါမှုတို့ကြောင့်အလွန်ထင်ရှားပါသည်နံပါတ်4ရှော့ရှန့်1994ခုနှစ်ကထွက်ရှိခဲ့သောဇာတ်ကားဖြစ်သည်ထောင်ချခံနေရသူအန်ဒီဒူဖရန့်နှင့်သူ၏မိတ်ဆွေရုတ်ရို၏ထောင်မှလွတ်မြောက်ရန်ရုန်းကန်ကြိုးပမ်းမှုကိုရိုက်ကူးထားသောဇာတ်လမ်းဖြစ်သည်မျှော်လင့်ခြင်းဇွဲနှင့်လူတဘာဝအပေါ်နှက်ဆိုင်စွာရိုက်ခတ်သည့်မသေးခင်ကြည်သွားတင်သောဇာတ်ကားဖြစ်ပါသည်